ထို့သောလူတွေဟာကိုအရာရာငါသာလင်သိငါသာလင်တော်ငါသာလင်တက်ငါမှတပါခြားသောလူတွေငါ့ကိုဘယ်သူမှမမီဘူးအဲ့လိုငါဆွဲအတ္တငါမာနတွေထောင်လွှားကြတယ်ငါကိုလာမကြောနဲ့မောသွားမယ်ငါကိုလာမချောက်နဲ့မှောက်သွားမယ်ငါကိုမထိနဲ့မီးပွင့်သွားမယ်ငါအကြောင်းမကောင်းမပြောနဲ့ငါအကြောင်းမကောင်းမရေးနဲ့ငါကိုဘာကောင်မှတ်တယ်လဲဟိုးပြောလိုက်ကြတဲ့လူတွေကိုသိတ်တော်တာပဲလို့ထင်ရင်မတော်သေးလို့ပါပဲအဲ့ဒါကိုထုတ်ပြီးတော့ပါပြောပြီးဆိုရင်တော့အတော်လျှော်လို့ပါပဲများများကြွားဝါပြောရင်များများနှိမ်သွားပါလေဒါကလေးကိုကျွန်တော်ကသိစေခြင်းနဲ့သတိရှိစေခြင်းနဲ့ကလေးလေးတွေကိုယ့်ရဲ့သားတွေပြောချင်တာပါ